အားလုံးပဲမင်္ဂလာပါဒီနေ့ lesson မှာတော့ဒီချေကဗာလေးရှယ်ပေးမလဲဆိုတော့သုတေသနလုပ်ငန်းတစ်ခုကိုဒီချေတို့အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်အတွက်ဒီချေတကယ်အခြေခံအရေးကြီးဆုံးဖြစ်တဲ့ဒီချေက research process ကိုshare ပေးချင်ပါတယ်ဒီ research process ဆိုတာဒီချေတို့အချင်းချုပ်ပြောရမယ်ဆိုရင်သုတေသနတစ်ခုကိုစနစ်တကျအစကနေအဆုံးထိဆောင်ရွက်တဲ့အဆင့်လိုက်လမ်းညွှန်ပုံစံပေါ့ structure roadmap ဖြစ်ပါတယ်အဲ့တော့ research process မရှိဘဲနဲ့သုတေသနလုပ်တာကဒီချိန်တော့လမ်းညွှန်မှုမရှိဘဲနဲ့ခရီးသွားတယ်လို့ပဲပေါ့နော်အဲ့တော့ကိုကရလက်ကမတိကျဘူးပေါ့အဲသုတေသနလုပ်ငန်းတစ်ခုကဒီချိန်တော့ပထမဆုံးဘယ်ရစလဲဆိုတော့ problem identification ကစတယ်ကိုဖြေရှင်းခြင်းနေတဲ့ problem ပေါ့အဲ့ကြောင့်အဲ့ဒီ problem တစ်ခုကိုဒီချိန်တော့ identify လုပ်ရမှာဆိုတော့ပထမဦးဆုံးတစ်ချက်ကြောင်းလာတယ်ဘာလုပ်ရမလဲလို့ထင်လဲပြဿနာတွေလိုက်ရှာတော့မလား no ပထမဦးဆုံးတော့ဒီချိန်တော့ literature review အရင်လုပ်ရမှာနော်အဲ့တော့ဒီချိန်တော့အလာဖတ်မယ်စာရေးစာရှာဖတ်မယ်ဖတ်ပြီးသွားရင်ဒီချိန်တော့ methodology နောက် methodology ပြီးတော့မှဒီချိန် data collection ကောက်မယ် data analysis လုပ်မယ်ဒီချိန် conclusion လုပ်မယ်ပေါ့နော်အဲ့ဒီလိုမျိုးအဆင့်လိုက်ဇက်တိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့ဒါ research process ရဲ့အရေးပါမှုပေါ့သုတေသနလုပ်ငန်းကိုဒီလိုစနစ်တကျစီမံနိုင်အောင်ဒီလိုက logical thinking ကိုလည်းတိုးတက်စေတယ်အဲ့တော့ဒီလို academic နဲ့ပတ်သက်တဲ့ credibility ကိုလည်းမြင့်တင်ပေးတာပေါ့အဲ့တော့ဒီလိုမှတ်ထားမှာက research ရဲ့ process ဆိုတာက structure research journey ပေါ့နော်အဲ့တော့ process ကိုမှန်မှန်ကန်ကန်လိုက်နာနိုင်နေဆိုရင်ဒီလိုကသုတေသနအောင်မြင်မှုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုက process ရဲ့အရေးပါမှုဒီလိုကပိုပြီးနဲ့ဆိုင်အောင်နားလည်ရမယ်ပထမဦးဆုံးတော့ဒီလိုက roadmap ပေါ့နော်ဒီလိုဘယ်ကနေဘယ်ကိုသွားမလဲဆိုတော့ဒီလိုမှာ roadmap ရှိဖို့လိုတယ်အဲ့တော့လမ်းညွှန်မြေပုံမရှိရင်သုတေသနရဲ့ဥတီချက်ကလည်းဒီလိုကမရှင်းလင်းဘူးမရှင်းလင်းတော့ဒီလိုက step by step connection ရတယ် process process အတွင်းမှာအဆင့်တစ်ခုချင်းစီရှိနေတာနောက်အဆင့်တစ်ခုအတွက်အခြေခံဖြစ်တဲ့ရှေ့အဆင့်อ่ะအဲ့တော့တချို့တို့ပထမအဦးဆုံးတော့အရေးကြီးဆုံးက problem ပေါ့ကိုဖြေရှင်းခြင်းနေတဲ့ problem ကမရှင်းလင်းဘူးဆိုရင်ဒီလို literature review ကမတည်နိုင်ပါဘူးအဲ literature review မရှိရင်လည်းဒီလိုကဘာမဖြစ်နိုင်ဘူးလဲဆိုတော့ hypothesis ကမတည်နိုင်ဘူးအဲ့ဒီတော့အဆင့်တစ်ခုကိုတစ်ခုလျှို့ရှုလိုက်တယ်ဆိုရင်သုတေသနတစ်ခုလုံးရဲ့ quality ကိုတကယ်တော့ထိခိုက်တယ်အဲ့တော့တတိယအချက်က academic နဲ့ practical value ပေါ့နော်ဒီကျွန်တော်စာစစ်တဲ့သူတွေရဲ့ examiner တွေရဲ့ယုံကြည်မှုကိုလည်းရရှိစေရမယ်နော်လက်တွေ့လုပ်ငန်းကမှလည်းအသုံးချနိုင်တဲ့ solution ကိုလည်းပေးစွမ်းရမှာပေါ့အဲ့တော့တကယ်လို့က process ရဲ့ process ဆိုတာ connection နောက်တစ်ခုက direction ပေါ့နော်အဲ့ဒီလိုမျိုး strong research process ရှိမှဒါဒီလိုက strong research output ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီလိုက research process ရဲ့တကယ်အခြေခံအရေးကြီးဆုံး step 1ကပါလေ step 1ကပထမဆုံးဒီလို research ရဲ့ problem ဖြစ်ပါတယ်မိမိဖြေရှင်းခြင်းတဲ့ problem ရှားမှုဖြစ်ပါတယ် step 2ကတော့ literature review ကိုဖြေရှင်းခြင်းတဲ့ problem လေးရဲ့ keywords တွေတစ်လုံးလောက်သိပြီဆိုရင်တော့ဒုတိယအဆင့်ကဒီလို literature review ကိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ process problem ဆိုတာသုတေသနလုပ်ငန်းကိုဒီလိုစတင်စေတဲ့အဓိကအကြောင်းရင်းပေါ့ဒီ problem မရှိရင်တော့သိကြတယ်အဲ့ဒါ process ကမရှိနိုင်တော့ဒါကျတော့ example ဆိုကြပါစို့မြန်မာ retail sector မှာ employee turnover rate မြင့်နေတယ်ဒီချိန်ခဏပြောတယ်အဲ့ဒါသုတေသနလုပ်ဖို့တင့်တော်တဲ့ problem တစ်ခုဖြစ်ပါတယ်ဒီချိန်က retail industry တွေကဆိုတော့ retail example တွေပဲပြီးတာပေါ့နော်အဲ့တော့ step 2က literature review အဲ့ literature review ဆိုတာကယခင်ပြုလုပ်ခဲ့တဲ့သုတေသနတွေ academic journal တွေကိုဒီချိန်ကစမ်းစစ်ပြီးတော့ theory နဲ့ research gap ကိုရှာဖွေရခြင်းဖြစ်ပါတယ်ဒီတော့ဒီချိန်က literature review မရှိဘူးဆိုရင်ဒီခြေတို့မှာဘာမရှိဘူးလဲဆိုတော့ conceptual framework နဲ့ hypothesis ကမတည်နိုင်တော့ပါဘူးအဲ့ဒီတော့ဒီခြေတို့ကအဲ့တော့ international contact နေမှာဆိုရင် contact တွေမှာဆိုရင်talent management က retention ကိုတက်ရောက်သေးပေါ့ဒါပေမဲ့မြန်မာ context မှာတော့သူတေသနာမလုံလောက်သေးဘူးအဲ့တော့ဒီခြေတို့ကပထမဦးဆုံးကမိမိဖြေရှင်းခြင်းနေတဲ့ problem literature research ရဲ့ gap အဲ့တော့ strong foundation ရှိမှ strong research ဒီခြေတို့ကသိဆောင်နိုင်မှာဖြစ်ပါတယ်ဒီခြေတို့ဒီ slide မှာတော့ research process ရဲ့ core structure တစ်ခုဖြစ်တဲ့
recess question ကိုတချို့ကတော့အတူက RQ လို့ခေါ်တယ်နောက်တစ်ခုက recess ရဲ့ objective RO လို့ခေါ်ပါတယ် recess မှာတော့အဲ့တော့ conceptual framework ကိုတချို့က CF လို့အတူကခေါ်ပါတယ်အဲ့ဒါကိုတချို့ကdeep understanding နားလည်ရမှာဖြစ်ပါတယ် step 3ကတော့တချို့ recess question နဲ့ objective ကို recess problem နဲ့ literature review အပေါ်အခြေခံပြီးတော့ဘာကိုလေ့လာမလဲဆိုတဲ့ RQ recess question ဘယ်လိုရလက်ရယူမလဲဆိုတဲ့ RO သတ်မှတ်ရပါတယ်အဲ့တော့ဒီချိန်တော့ example ဆိုကြပါစို့ RQ သတ်မှတ်လိုက်တယ်ပေါ့ how does talent management affect employee retention ပေါ့ဒါဆိုရင်ဒီချိန်တော့က RO ရေးလိုက်တယ်ပေါ့ to explain the impact of talent management on employee retention ပေါ့เนาะဒီတော့အဓိက RO နဲ့ RQ alignment ရှိရမယ်เนาะအဲ့တော့ RO နဲ့ RQ alignment မညီညွတ်ဘူးဆိုရင် research ရဲ့ direction က clear မဖြစ်ပါဘူးstep 4ကတော့တချို့ conceptual framework ပါတချို့ conceptual framework ဆိုတာဘာလဲဆိုတော့ပြီး YouTube video လေးလုပ်ထားတာရှိပါတယ် conceptual framework ကိုပို့ပြီးနားလည်ခြင်းနဲ့ဆိုရင်တော့အဲ့ဒီ YouTube video ဖိုင်မှာတော့ကြည့်ပါ conceptual framework မှာတချို့ variable ခေါ်တဲ့တိုင်းတာလို့ရတဲ့ gain ရှင်တွေပေါ့ independent variable တို့ dependent variable တို့ mediating variable တို့ moderating variable တို့เนาะအဲ့ဒီရဲ့ variable တွေကိုဒီချိန်တော့ diagram အဖြစ်ပြသခြင်းဖြစ်ပါတယ်။ဒါ example ဆိုပြောတဲ့ example ရဆိုရင် talent management ဒါ independent variable engagement က mediating variable employee retention ရဲ့ dependent variable ပေါ့နော်။အဲ့ဒါဒီချိန်တော့ research ရဲ့ question research ရဲ့ objective research ရဲ့ conceptual framework သုံးခုစလုံးကဒီချိန်တော့ alignment ကောင်းမွန်မှသာ research ရဲ့ quality ကမြင့်မားမှာဖြစ်ပါတယ်။ Okay ဒါပြီးတော့ဒီချိန်တော့ဘယ်လိုသွားကြမလဲဆိုတော့ hypothesis development ကိုသွားရအောင်အဲ့ဒါဒီချိန်တော့ hypothesis development ဆိုတာ hypothesis ဆိုတာ research မှာဒီချိန်တော့စမ်းသပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ testable predication ဖြစ်ပါတယ်ဒီလို predict လုပ်ထားတယ်ပေါ့ conceptual framework ကနေ variable တစ်ခုချင်းစီဒါမှမဟုတ် variable အများပေါ့ IVD DVD MVD MOV ပေါ့နော် moderator တွေကြားမှာအဲ့ဒီ variable များကြားရဲ့ relationship ကိုတချို့ကဘာအဖြစ်ပြောင်းအောင်လဲဆိုတချို့က hypothesis အဖြစ်ပြောင်းပြီးတော့ရေးသားရမယ်ဥပမာဆိုကြပါစို့trainee ပေးလိုက်တယ်ဆိုရင် trainee ကpositive effect on employee retention ပုံမှာ retention ပို trainee ပေးလို့ retention ပိုကောင်းလား employee retention ပိုကောင်းလာမလားပိုတိုးလာမလားဒါမှမဟုတ်တချို့ကဝန်ထမ်းတွေကို reward ပေးမယ်ပေါ့နော်အဲ့လိုမျိုး reward တွေပေးတာဖြစ်တဲ့အတွက် employee retention ပိုတိုးလာမလားဒီလိုတချို့က hypothesis မရှိဘူးဆိုရင်တချို့က data analysis မှာဘာကို proof သက်သေပြမှာလဲနော်နောက်တော့ဘာကို disprove ဘာကိုလုပ်မလဲမသိနိုင်ဘူး hypothesis မရှိ data analysis မှာအဲ့တော့ hypothesis ရဲ့အခန်းကဏ္ဍကကြတော့တချို့က analysis ရဲ့ direction ကိုသတ်မှတ်ပေးတယ်နောက်တစ်ခုကကြတော့ hypothesis က statistical testing ကိုလည်းတချို့ကိုလမ်းညွှန်ပေးတယ်အဲ့တော့ research ရဲ့ validity ကိုလည်းသူကဖြင့်တင်ပေးတယ်အဲ့တော့များသောအားဖြင့်ကွာတချို့ကျောင်းသားတွေအမှားများတာကသူက distributed statement ကို hypothesis လို့သူကထင်သွားတာပေါ့နော် distributed ဆိုတော့ပေါ်ပြရုံပဲအဓိကကတော့ပေါ်ပြတယ်ဆိုတာက demographic information demographic question တွေထဲမှာတချို့စာပြီးလုပ်လိုက်တဲ့နော်ပြည့်တဲ့ကြီးရောက်100ရဲ့အကြောင်းကလူဘယ်နှယောက်လဲကြားလားမလားအသက်ဘယ်လောက်လဲ percentage တွေနော်တချို့ frequency တွေနဲ့ပေါ်ပြတာပေါ့နော်အဲ့ဒီလိုမျိုး distributed statement hypothesis လို့ထင်သွားတာပေါ့သတ်မှတ်လိုက်တာပေါ့နော်အဲ့တော့တချို့အရေးကြီးတာက recap လေးပြန်ပြောရမယ်ဆိုရင် conceptual framework အရေးကြီးတယ် conceptual framework ရဲ့အောက်မှာတချို့က testable hypothesis ရှိရမယ်အဲ့ဒီ hypothesis ရှိမှတချို့က data analysis မှာ statistical testing တွေလုပ်လို့ရမှာအဲ့တော့တချို့က strong hypothesis ရှိမှဒါ strong empirical finding ရမှာဖြစ်ပါတယ် Okay ဒီလို research design နဲ့ methodology เนาะဆက်သွားရအောင် methodology ဆိုတာက research ကိုဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ systematic plan ဖြစ်ပါတယ်အဲ့ဒါဒီလို methodology ရဲ့ type တွေက quantitative method ပေါ့เนาะ survey question တွေကိုအသုံးပြုတာပေါ့เนาะnumerical data တွေ SPSS เนาะ statistical analysis လုပ်ပါတယ်ပေါ့เนาะ large sample size အတွက်သင့်တော်တယ်
ဒါကတော့ quantitative method အတွက်ဒီရှင်းပြပြတာပါ qualitative method ကကြတော့ကွာလူ9ယောက်10ယောက်ကို interview လုပ်မယ် focus group တွေကိုလည်း interview လုပ်နိုင်တယ်အဲ့တော့ qualitative ကတော့ in depth insight ကိုရရှိစေတာပေါ့ interview ဆိုတော့အဲ့ကြတော့ sample ကတော့ quantitative နဲ့ရှင်သူက small sample ဖြစ်ပါတယ် deep understanding ကတော့ပိုကောင်းပါတယ်အဲ့တော့နောက်တစ်ခုက mix method ရှိပါသေးတယ် quantity နဲ့ quality ကိုပေါင်းစပ်ပြီးအသုံးပြုတာအဲ့တော့ကိန်းဂဏန်းတွေရဲ့เนาะဒီရလာတဲ့အဖြေတွေရောเนาะနောက်ပြီးတော့လူတွေကို interview ပြီးရလာတဲ့เนาะတကယ် deep insight တွေရောပေါင်းစပ်ပြီးအသုံးပြုတဲ့အချိန်မှာ comprehensive finding ပေါ့အဲ့တော့ဒီကျေတို့က methodology choice မှာ research ရဲ့အောက်ကန်းကိုဓာတ်ရိုက်တက်ရောက်စေတယ်အဲ့တော့ဒီကျေတို့ကပထမဦးဆုံးကကိုယ်ကဘယ် method ကိုသုံးပါလဲ quantity လား quality လား mix လားအဲ့ဒါကိုဒီကျေတို့ကတကယ်ကိုမှတိတိကျကျ apply correctly ပေါ့နော်နောက်ပြီးတော့မှ justify clearly ဘာကြောင့်အဲ့ method ကိုရွေးတာလဲအဲ့ဒါ right မှန်ကန်တဲ့ methodology ကို selection လုပ်နိုင်တယ်ဆိုရင် research ရဲ့ quality မြင့်မားလာမှာဖြစ်ပါတယ်ဒီ slide မှာတော့ဒီခြေက research process ရဲ့เนาะ operational phase တစ်ခုဖြစ်တဲ့ data collection နဲ့ data analysis ကိုဒီခြေရှင်းပြမှာပါအဲ့ဒါ data collection ဆိုတာကဒီခြေတို့ research objective တွေကိုဖြည့်ရှင်းဖို့အတွက်ကိုယ့်ရဲ့เนาะကိုသိချင်နေတဲ့ကိုယ်မှာရည်ရွယ်ချက်တွေရှိတယ်သက်ဆိုင်ရာ data များကိုဒီခြေတို့စနစ်တကျစုဆောင်းရမယ်အဲ့ကြတော့အသုံးများတဲ့ method တွေကတော့ကွာ survey questionnaire ပေါ့ online ပဲဖြစ်ဖြစ် offline ပဲဖြစ်ဖြစ်เนาะ data တွေကိုစနစ်တကျဘယ်လိုစုဆောင်းတယ်လဲ data စုဆောင်းတဲ့နည်းလမ်းတွေကတော့ပထမဦးဆုံးကတော့ mostly ကျောင်းသားများစုအသုံးများတာ survey question တွေ online လည်းရတယ် offline လည်းရတယ်နောက်တစ်ခုက interview เนาะ key interview လုပ်လို့ရတယ်နောက်တစ်ခုက observation တချို့ field study တွေလုပ်လို့ရတယ်နောက်တစ်ခုက secondary data report တွေ database တွေအဲ့တော့တချို့က garbage in garbage out ဆိုတဲ့လိုမျိုးပဲ data quality မကောင်းဘူးဆိုရင် analysis ရဲ့ result ကမမှန်နိုင်ပါဘူး data collection အဆင့်ပြီးသွားတော့ဒီချိန်ကဘယ်ကိုသွားမလဲဆို data analysis data တွေကို collected data တွေကိုဒီချိန်က meaningful information အဖြစ်ပြောင်းလဲခြင်းဖြစ်ပါတယ်အဲ့ mostly ကတော့ quantitative တွေမှာတော့ SPSS software နဲ့ distributed correlation တို့ regression analysis တွေ run ရတယ်ပေါ့နော် qualitative မှာတော့ဒီချိန်က thematic coding တို့ content analysis တွေလုပ်ကြပါတယ်အဲ့တော့ဒီချိန်ကdata က collection လုပ်ပြီးသွားရင်သူ့ clean လုပ်ရပါတယ် shade လုပ်တယ်လုပ်ပြီး analysis လုပ်တယ်လုပ်ပြီးဒီချိန်က interpretation အဓိပ္ပာယ်တွေဖော်ကြတယ်ပေါ့เนาะအဲ့ကျတော့ပေးချင်တဲ့ message ကတော့ဒီချိန်မှာ high quality data ရှိမှ reliable research ရဲ့ finding ရရှိနိုင်မှာဖြစ်ပါတယ် Okay research process ရဲ့ final stage ဖြစ်တဲ့ finding ရဲ့ discussion ရဲ့ဒီလို conclusion ရဲ့ရှင်းပြပါမယ်အဲ့တော့ finding ဆိုတာက data analysis ကနေထွက်ရှိလာတဲ့ result တွေကိုဒီချိန်က clear တကယ်ရှင်းရှင်းလင်းလင်းနဲ့ structure အနေနဲ့ဖော်ပြခြင်းဖြစ်ပါတယ် discussion ဆိုတာကတော့ finding ပေါ့ရရှိလာတဲ့အဖြေတွေကို literature review နဲ့ theory တွေနဲ့ချိတ်ဆက်ပြီးတော့အဓိပ္ပာယ်ဖော်ခြင်းဖြစ်ပါတယ်ဒီတော့ဒီချိန်က finding ကို report လုပ်တာလည်းမပြီးပါဘူးဒီတော့ explanation discussion လုပ်ရပါတယ်အဲကျတော့ conclusion နဲ့ recommendation မှာလည်းဒီ research တစ်ခုလုံးရဲ့ summary practical implication လက်တွေ့မှာဒီချိန်ကဘာတွေအသုံးချလို့ရလိုက်လဲနောက်တစ်ခုက future research suggestion နောက်လာမယ့် researcher တွေအတွက်ကိုဒီချိန်ကဘာလိုမျိုးသူတို့အကြံဉာဏ်တွေပေးနိုင်တယ်လဲအဲ့တော့ဒီချိန်ကရလာတဲ့ result တွေကို explain လုပ်ရမယ် conclusion လုပ်ရမယ် recommend လုပ်ရမယ်အဲ့တော့ပေးချင်တဲ့ final message က clear interpretation ရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖော်နိုင်တယ်ဆိုရင် strong conclusion ရှိမှဖြစ်မှာပါအဲ့လို strong conclusion ရှိတယ်ဆိုရင်တော့ research ရဲ့ value မြင့်လာပါပြီအဲ့တော့ဒီချိန်တို့က practical ပေါ့နော်လက်တွေ့ example တွေနဲ့ apply လုပ်ပုံဒီချိန်တို့နားလည်ရအောင်အဲ့ဒါဒီချိန်တို့ကပထမဦးဆုံးအဆင့်6ဆင့်ရှိပါတယ်ပထမဦးဆုံးအဆင့်ကတော့ problem ပါကိုဖြည့်ရှင်းခြင်းနေတဲ့ problem ကိုရှာပါဒီချိန်ဒီ sharing မှာပြောခဲ့တဲ့မြန်မာ retail sector မှာ employee turnover မြင့်နေတယ်ဒါကဒီချိန်ဖြည့်ရှင်းခြင်းနေတဲ့ problem ပေါ့ step 2ကတော့ဒီချိန် literature review international study တွေမှာเนาะ example talent management က retention ဖြစ်တည်ပေါ့เนาะဒါဆိုရင်မြန်မာရဲ့เนาะမြန်မာရဲ့ဒီ research เนาะ context မှာကြတော့အဲ့ဒီဟာနဲ့ပတ်သက်တဲ့ gap ရှိနေတယ်ဆိုကြပါစို့နောက်တစ်ခုက step 3ကဒီချိန်လို့ argue ရဲ့ conceptual framework ရဲ့
research question conceptual framework တွေစမယ် step 4ကကျတော့တကယ်လို့ hypothesis နဲ့ method ပေါ့နော်အဲ့မှာတော့တကယ်လို့ကလူဘယ်နှစ်ယောက်ကိုလေ့လာမှာလဲဘာတွေနဲ့ analysis လုပ်မလဲ step 5ကတော့ data analysis ပေါ့ regression ထွက်လာတဲ့ရလာတဲ့ result ကနေ training နဲ့ number work က significant ဖြစ်တယ်ပေါ့နောက်ဆုံး step 6ကတော့ conclusion ဆွဲလိုက်တာပေါ့နော်ဒါကြောင့်မို့ company တွေက talent management program တွေကို invest လုပ်တင်ပါတယ်ပေါ့နော်အဲ့ဒါတကယ်လို့က theory application result ပေါ့ process ကိုမှန်မှန်ကန်ကန် apply လုပ်နိုင်တယ်ဆိုရင် practical research ရဲ့ output ရရှိမှာဖြစ်ပါတယ်အဲ့ဒီတော့တကယ်လို့scope နဲ့ complexity ရဲ့ခြားနားချက်တွေကိုလည်းတချေပြောပြပါမယ်။တချေတို့ကဥမာကိုတက်နေတဲ့ program ရဲ့ level အလိုက်ပေါ့နော် H&D level မှာဆိုရင်တချေတို့က independent variable နဲ့ dependent variable နှစ်ခုကိုဒါ focus လုပ်ပါ simple conceptual framework လေးတွေရေးဆွဲပါအဲကြတော့ basic survey method เนาะအဓိကကတော့ clarity ကိုအဓိကထားတာပေါ့ဘာဖြစ်လို့လဲဆိုတော့ foundation level ဖြစ်နေလို့ပါအဲ့ဒီအဆင့်လေးပြီးတော့ final ရေးရတစ်ဆင့်ရောက်လာမယ်ဒါပြီးတော့ကျတော့ MBA level master level ရောက်လာတဲ့အချိန်ကျရင်เนาะဒီချိန်ကျောင်းသားတွေက mediating variable တွေပါဝင်သင့်လာပါပြီအဲ့ကြတော့ methodology section ကိုလည်းဒီတေးရေးရတော့မှာပေါ့เนาะ quantitative research မဟုတ်ဘဲနဲ့ mix method တွေလည်းအသုံးပြုလာနိုင်ပါပြီကိုက quality စိတ်ဝင်စားတဲ့သူဆိုလည်း quality လုပ်လို့ရပါပြီအဲ့ကြတော့ analytical ရဲ့ depth ကိုဒီကျယ်တို့ကပို့ပြီးတော့တိုးလာတော့မှာဖြစ်ပါတယ်အဲ့ဒါ PhD level ကျရင်တော့တကယ်တော့ full model ကြီးဖြစ်သွားပြီပေါ့RU တွေ RO တွေ conceptual framework တွေ hypothesis တွေ methodology တွေ advanced analysis တွေပေါ့နော်အဲ့ဒါတော့တကယ်တော့ original contribution ကနေ knowledge ကိုသွားမှာပေါ့အဲ့ဒါတော့တကယ်တော့က research complexity ပေါ့အရင်ရှုပ်ထွေးတဲ့ဟာကိုတက်နေတဲ့ program ရဲ့ level နဲ့ margin ဖြစ်တာအကောင်းဆုံးပါပဲအဲ့တော့ကိုရဲ့ level ကိုရဲ့ scope ကိုရဲ့ depth နော်ကိုယ့်ရဲ့ကိုဘယ်လောက်ထိလေ့လာနိုင်ဆိုတာပေါ့နော်အဲ့တော့ဒီချိန်က right level understanding ရှိတယ်ဆိုရင် academic success ကိုဒီချိန်တော့အောင်မြင်စွာရရှိနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဒီချိန် share ပေးလိုက်တဲ့ research ရဲ့ process လေးကဒီချိန်ကျောင်းသားတွေအတွက်တကယ်အကျိုးရှိမယ်လို့ဒီချိန်မျှော်လင့်ပါတယ်